အိတ်ဆဲမှာထက်နေတဲ့ data တွေကိုတစ်ခုထပ်ပို့နေတဲ့ data တွေပေါ့နော်အဲ့ဒါတွေကိုဘယ်လိုရှင်းမလဲကျွန်တော်ကဒီလိုပြောလိုက်တော့ဒီအိတ်ဆဲ basis advanced level တမားတွေမပြောနဲ့ basis တမားတွေတောင်မှဒီလောက်ကတော့အကုန်သိပြီးသားပဲလေနော်ဒီ video ကြီးနဲ့လောက်ပြစရာမလိုတော့ဘူးလို့ထင်လိုက်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါတွေက basis ဒီတိုင်း computer ထိတွေ့ပြီးအိတ်ဆဲလေးနည်းနည်းသုံးတတ်ပြီဆိုနားလေတယ်ဒါပေမဲ့ကျွန်တော်အခုပြောချင်တဲ့ဒီ duplicated data ပေါ့နော်ထက်နေတဲ့ data ဆိုတာတမယိုးကြမဟုတ်ပဲနဲ့နည်းနည်းလေးလောက်အကင်ရတာပေါ့နော်ဒီ Excel လေးနဲ့ duplicate remove duplicate ဆိုပြီးလောက်လိုက်ရုံနဲ့မရတဲ့ဟာမျိုးကိုဘယ်လိုရှင်းမလဲလွယ်ကူကူပေါ့နော်အဲ့ဒါလေးကိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်ကဒီမေးခွန်းလေးလောက်လိုက်တာပေါ့နော်လောက်လိုက်ပြီးတော့ကျွန်တော်နည်းနည်းအဲ့ဒါလေးကိုလည်းကျွန်တော်နည်းနည်းဝေမျှမှုလို့ပေါ့နော်ဒါလေးကိုဒီဗီဒီယိုလေးလောက်လိုက်တာဖြစ်ပါတယ်ကဲဟုတ်ပြီကျွန်တော်တို့ဒီ Excel မှာတစ်ချက်ကြည့်လိုက်အောင်ချက်နေတဲ့ data တွေတစ်ခုထပ်ပို့နေတဲ့ data တွေပေါ့နော်ကျွန်တော်တို့ဒီလိုပြောမယ်ဆိုရင်တော့ duplicated data တွေပေါ့ value တွေပေါ့နော်အဲဥစ္စာတွေကိုကျွန်တော်တို့ကဖယ်ထုတ်ဖို့အတွက်ကို Excel မှာ built-in function ကပါပြီးသားပေါ့နော်အရန်လွယ်တယ်ပေါ့နော်ဒါအဲ့တော့အရန်လွယ်တဲ့အတွက်တုံးကျွန်တော်တို့ computer သုံးပြီး Excel လေးနဲ့စင်းရင်းလေးနည်းနည်းပါးပါးတွင်းတဲ့လူအဆင့်ပေါ့နော် basis level အဆင့်ဆိုရင်တော့မှအဲ့ဒါကိုသိတယ်သုံးတတ်တယ်ဗျ advanced တမားတွေဆိုရင်တော့ဒါတကယ်ကို easy အဲ့တော့ကျွန်တော်ကဒါဆိုဘာလို့ဗီဒီယိုတကူးတကားလုပ်နေသေးလဲဆိုတော့ကျွန်တော်အခုပြမယ်ကျွန်တော်အခုဆွေးနွေးမယ်အကြောင်းအရာကအဲ့လောက်ထိမယိုးစင်းဘူးပေါ့နော်အဲ့တော့အဲ့လောက်ထိမယိုးစင်းတဲ့အပိုင်းကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်နည်းနည်းဆွေးနွေးဝေမျှသွားမှာဖြစ်ပါတယ်။ Okay ဟုတ်ပြီကျွန်တော်တို့အရင်ဆုံးတမယိုးကြဟာလေးကိုလုပ်အောင်ကျွန်တော်ကဒီမှာဒါ value တွေကိုကျွန်တော်ဘာလို့ကိန်းကနန်းနဲ့လုပ်လဲဆိုတော့အမားမှန်ပြန်တိုက်စစ်တဲ့အချိန်မှာမြင်တောင်လို့ပေါ့နော်ဒါကျွန်တော်တို့သူများက data ပို့မယ်ပေါ့နော်ပို့မဲ့ data ကသူစီမှာသူပို့လိုက်တဲ့ဒီ data ရဲ့ total ရဲ့ကို total က21ဖြစ်ရမယ်ပေါ့နော်ကျွန်တော်တို့က total ကိုသိထားပြီ data ကိုသိထားပြီဒါပေမဲ့ကျွန်တော်တို့သူပို့လိုက်တဲ့အချိန်မှာသူပို့လိုက်တဲ့ data တွေကဒီမှာဗျာဥပမာကျွန်တော်ပြမယ် sorry ဒီဘက်မှာကျွန်တော်လောက်လိုက် data တွေကပေါ့ဗျာပို့ပြီးသားတွေသူကကိုထပ်ပို့တယ်ကိုကလည်းမသိပဲနဲ့အဲ့ပို့ပြီးသားတွေကိုကျွန်တော်တို့ကစင်းရင်သွင်းမိတယ်သွင်းမိကြကြော data တွေကဒီလိုတွေထက်နေတယ်ပေါ့နော်ထက်နေတယ်အဲ့ဒါဆိုဒီမှာ total က63ဖြစ်နေတယ်တကယ် total က21ပဲဖြစ်ရမှာပေါ့နော်အဲ့တော့လွယ်ပါတယ်အဲ့ကြရင်ကျွန်တော်တို့ကဒီ data ကိုကျွန်တော်တို့ဆက်လက်ပေးလိုက်မယ်ပေါ့နော်ဆက်လက်ပေးပြီးတော့ကျွန်တော်တို့ဒီ data တွေကဒါတမယိုးကြဟာကိုရင်ပြောနေတာနော် remove duplicated ဆိုတာလုပ်ပြီးကျွန်တော်တို့ကျွန်တော်တို့ကဒီလိုလေးလုပ်လိုက်အောင်ပဲ okay ဆိုရင်ဒီမှာတစ်ခုပဲကြံတယ် unit value ခေါ်တာပေါ့နော်တစ်ဆိုရင်လည်းတစ်တစ်လုံးပဲကြံတယ်နှစ်တုံးအကုန်လုံးတစ်လုံးပဲကြံတယ်တိုတွေက21ဒီဘက်မှာကြည့်တယ်တိုတွေက21 okay right မှန်သွားပြီပေါ့နော် okay မှန်သွားပြီဒါအရန်လွယ်တယ်ပေါ့နော်ဟုတ်ပြီအခုကျွန်တော်အခုပြမယ့်ဥစ္စာကြတော့ဒီလောက်ထိမယိုးစင်းဘူးပေါ့နော်ဒီလောက်ထိမလွယ်နေဘူးပေါ့နော်ဘယ်လိုလဲဆိုတော့အခုကျွန်တော်တို့ဒီမှာကိန်းကနန်းအတွဲလိုက်ကြီးရှိရပေါ့နော်အဲ့ဒါရဲ့စုစုပေါင်း60ရှိတယ်60ထဲမှာဒါကျွန်တော်အရင်ဆုံးပေါ့နော်6ဆိုရင်ကျွန်တော်တို့ဒီ count if function ပေါ့နော်ဒါတွေတော့ဘယ် count if function ကဘယ်လိုပဲတင်းဆိုတာတော့ကျွန်တော်မပြောတော့ဘူးเนาะအခုပြောချင်တာဒီ duplicated value ဖယ်တာကိုပဲကျွန်တော်ကပြချင်တာဖြစ်တယ် count if တွေပါသိချင်တယ်ဆိုရင်ကျွန်တော်ကိုတက်လာမေးလဲရတယ်လို့ line ပေါ်မှာရှာလို့လည်းရတယ်တခြားဆရာကြီးနားမေးလို့လည်းရတယ် advanced တမားတွေ business တမားတွေတောင်သိပါတယ်เนาะ okay ဟုတ်ပြီကျွန်တော်တို့ဒီကောင်တွေကိုတစ်ချက်ရှိတွက်မယ်ဒီ range ကိုကျွန်တော်ဆက်လက်ပေးလိုက်မယ်ပြီးရင် absolute လောက်လိုက်မယ် absolute ဆိုတာဒီ dollar sign လေးနဲ့အောက်ကိုဘယ်လိုရွှေ့ဒီ range ကမှရွေ့အောင်ပြီးရင်ကျွန်တော်တို့ဒီမှာဒီ C1 မှာပေါ့နော်ဒီဘက်ဘေးလေးကိုကျွန်တော်တို့လောက်လိုက်မယ်double click ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ6ကတဲ့3လုံးရှိတယ်တဲ့သူပြောတယ်ပေါ့နော်6က3လုံးရှိတယ်ဟုတ်မဟုတ်ကျွန်တော်တစ်ချက်ကြည့်ရအောင်ဒီမှာ6က3ခုရှိတယ်ဒီမှာဆို3ကတော့တစ်လုံးနဲ့ပဲ2က4ခုရှိတယ်ဒီမှာ2က4ခုနှစ်ဒီမှာ2က4ခုရှိတယ် okay သူ့ရဲ့မူရင်းတန်ဖိုးမှာကဒီ value တစ်ခုတည်းကတစ်ခုတည်းပို့ပါနေဒါမူရင်းတော့သူကမှားနေရမဟုတ်ဘူးအဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဒီဘက်မှာတူအဲ့လိုပဲကျွန်တော်တို့စီကို data တွေကထက်ကရောက်တဲ့ data တွေပေါ့နော်ကျွန်တော် total ကိုမြင်တောင်ပေါ်မှာထားလိုက်တယ်2ကနေစမယ်ပေါ့နော်ဒီအောက်မှာပေါ့နော်ဒီ data တွေထက်ကရောက်တယ်ကျွန်တော်တို့ကလည်း
ဟိုနောက်မှစစ်မယ်ပေါ့နော်တွင်းစရာရှိရတယ်ကျွန်တော်တို့ကဒီစည်ရင်းကိုယူပြီးတွင်းထားပြီးတော့နောက်ကြမှာဒီ data တွေထပ်မှန်းကျွန်တော်တို့သိပြီအဲ့တော့ကျွန်တော်တို့ဘယ်လိုပြန်ဖယ်ထုတ်မလဲဟိုအခုဟိုတချို့တွေးတာတော့ဒီဟာလေးကိုဒါကသူ့စီကပို့တာဒီဟာဆိုကျွန်တော်တို့မသိဘူးကျွန်တော်တို့သိတာဒီ total ကိုပဲကျွန်တော်တို့သိမှာပေါ့နော်အဲ့ဒီအခြေအနေပေါ့နော်တကယ်လုပ်ငန်းခွင်အခြေအနေမှာအဲ့လိုကြုံတာတွေရှိတယ်ကျွန်တော်ကိုယ်တိုင်လက်တလုံးမှာကြုံလို့ဖြည့်ချင်းပြီးလို့ကျွန်တော်ဝေမျှတာဒါပေမဲ့အခုကတော့သင်ခန်းစာတစ်ခုအနေနဲ့ပဲမှတ်တော့ဒါဟိုရုပ်တည်ရှိအောင်ဆိုရင်တချို့ကဒါဆိုရင်ဒီဘက်ဘေးနားမှာအမှန်ဒါကြီးရှိနေဒါကိုဖြတ်ပလိုက်ပြီးဒါကို copy ယူလိုက်ရုံပဲပေါ့လို့ပြောမှာပေါ့မဟုတ်ဘူးပေါ့နော်ဒီ data အမှန်ကဒီစုစုပေါင်း60ဖြစ်ရမယ်ဆိုတာတော့ပဲကျွန်တော်တို့သိတာပေါ့နော် okay ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့တာမန်နီးနဲ့ remove duplicated လောက်အောင်เนาะကျွန်တော်ဆက်လက်ပေးလိုက်မယ်ဒီ all select ဒီအပေါ်ကနေအောက်ထိဆက်လက်ပေးလိုက်မယ်အဲ့ဒါတွေလည်းကျွန်တော်တို့ basis ဖြစ်တဲ့အတွက်အဲ့ဒါမပြောတော့ဘူးเนาะဆက်လက်ဘယ်လိုပေးလဲဆိုတော့ပြီးရင်ကျွန်တော်တို့ remove duplicated ကျွန်တော်တို့လုပ်လိုက်အောင်เนาะဒီမှာ continue with current selection ပေါ့နော်ဒီ selection မှတ်ထားတဲ့အကောင်လေးကိုပဲကျွန်တော်တို့ remove လုပ်မယ်ကျွန်တော်တို့လုပ်လိုက်ပြီ okay လုပ်လိုက်ပြီဘာဖြစ်လဲ45တဲ့တခုတည်းပို့တာသူအကုန်ဖြတ်ပေးပြတာပေါ့နော်တကယ်မဟုတ်ဘူးလေနော်ကျွန်တော်တို့ရမယ်ဖြစ်60ဖြစ်ရမှာဒီမှာ45ပဲဖြစ်နေဆိုတာမဟုတ်သေးဘူးရှင်းမြ6ဆိုရဲ6သူကအကုန်ဖြတ်ပလိုက်တာဖြစ်နေပြီโอเคအဲ့ဒါဆိုကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ကေဟုတ်ပြီကျွန်တော်မလုပ်ပြသေးခင်မှာနည်းနည်းပေါ့နော်ဒီ data analysis နဲ့ပေကဆရာသမားတွေပဲဖြစ်စေပေါ့နော် Excel ကို advanced အထိကျွမ်းကျင်နေတဲ့လူတွေဖြစ်စေနောက်ပြီး Excel ကိုစိတ်ဝင်စားတော့လေ့လာနေတဲ့လူတွေဖြစ်စေဘာလို့လုပ်မလဲဆိုတော့ကိုယ့် idea နဲ့ကိုယ်အရင်လုပ်ကြည့်လိုက်ဗျဒီကျွန်တော်ဗီဒီယိုစက်မကြည့်ပဲနဲ့ရက်ပြီးတော့ဖြစ်စေ post လုပ်ပြီးရဖြစ်စေပေါ့နော်ထိုင်စဉ်းစားကြည့်တာလုံနည်းတစ်ခုခုများထွက်လာမလားပေါ့နော်အခုတကယ်လို့လုံးဝမရတော့ဘူးဆိုတော့မှကျွန်တော်ဟာကိုကြည့်ဒါမှမဟုတ်လေရပြီးသွားပြီဆိုရင်ကျွန်တော်ဗီဒီယိုဆက်ကြည့်လိုက်ခြင်းအပြင်ဟိုကျွန်တော်တွေးတာနဲ့တူလားမတူဘူးဆိုရင်ကျွန်တော်ကိုပြန်ပြောပြပါတော့ကျွန်တော်လည်း idea နောက်တစ်မျိုးကျွန်တော်လည်းရတာပေါ့နော်အဲ့လိုကျွန်တော်တွေးတာနဲ့တူတယ်ဆိုရင်လည်းကျွန်တော် appreciate လုပ်မယ်ပေါ့နော်ကဲလို့ကျွန်တော်ပြောမှသိတယ်ဆိုရင်လည်းဒါဘာပဲပြောကျွန်တော်အတွက်ကုသိုလ်ရတယ်ပေါ့ဗျာနော် okay ဟုတ်ပြီကျွန်တော်တို့ပထမဆုံးသုံးမဲ့ formula ကကျွန်တော်တို့ကခုနကပဲ count if ဆိုတဲ့ formula ကိုကျွန်တော်သုံးမယ်ဒီကောင်ကိုကျွန်တော် select ပေးမယ် select ပေးမယ် absolute လုပ်မယ်ကျွန်တော်တို့ပြီးရင် okay အဲ့တော့လောလောဆယ်6က12လုံးဖြစ်နေတယ်3က4လုံးပါညာဖြစ်နေတယ်ဗောနော်သူဘယ်လောက်ထိများထက်နေတယ်တော့မသိဘူးဗောနော် okay ဟုတ်ပြီပြီးရင်ကျွန်တော်တို့ဒီဘက်ဘေးမှာ count if သုံးမယ်ကျွန်တော်တို့ဒီဘက်ဘေးမှာ vlookup ဆိုတာကိုကျွန်တော်တို့သုံးမယ် vlookup ကိုကျွန်တော်တို့သုံးမယ် lookup value ကဒီမှာကျွန်တော်တို့ဘာဟိုလဲဒီ data အဟောင်းကိုကျွန်တော်တို့ဒီလိုမျိုးဟိုလောက်လိုက်မယ်ဗောနော်ဒါတော့ vlookup ကိုလည်းဘယ်လိုသုံးရလဲဆိုတော့ကျွန်တော်ပြန်မပြောတော့ဘူးဗောနော်ဒါတက်တင်ကန်းစာအခု duplicate ဖယ်တဲ့တင်ကန်းစာပဲဖြစ်တဲ့အတွက် vlookup တွေပါသိကျင်တယ်ကျွန်တော်စီလာမေးကျင်တယ်မေးကျွန်တော်လောက်ထားဘူးတဲ့ဗီဒီယိုတွေကျွန်တော်ပြန်ညွှန်ပေးမယ်ဒါမှမဟုတ်လေ online ပေါ်မှာရှာလို့ရတယ်နေဆက်ရဆရာသမားတွေတော့မေးလို့ရတယ် okay ရပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာ6ကတကယ်ရှိရမှာ3 ဒါလေးကျွန်တော်သိသွားပြီပေါ့နော်သိသွားပြီဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီလောက်သိပြီဆိုရင်တော့ဟိုရှေ့ဆက်ပြီးတော့လုပ်လို့ရသွားပြီဒါပေမဲ့ကျွန်တော်လုပ်တဲ့နီးချက်လောက်မြန်မလားပေါ့နော်အခုကျွန်တော်တို့ကဒီကောင်ကိုဒီကောင်တွေကိုဖြစ်စီဒီလိုဆက်လက်ပေးလိုက်မယ်နော်ဆက်လက်ပေးပြီးရင်ကျွန်တော်က remove duplicated ပဲတွားလုပ်ရမယ်အဲ့မှာတော့ကျွန်တော်တို့ကဒီ value ကိုပဲလုံးမှာဖြစ်တဲ့အတွက် column e ကိုပဲရွေးမယ် okay ဒါဆိုရင်45ပဲကျန်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒီဘက်မှာသူ့ရဲ့ဒီကျွန်တော်တို့ဒီ supply လုပ်ထားတဲ့ data ရှိနေတယ်ပေါ့နော်အဲ့တော့6က3ဆိုတော့လွယ်သွားပြီ copy ကူးမယ် insert လုပ်မယ် copy ကူးမယ် insert လုပ်မယ်ကဲ6က3ခုနော်6က3ခု sorry okay နော်ခုမှ6က3ခုဖြစ်သွားပြီဟုတ်ပြီဒါဆို3ကတစ်ခုပဲဆိုရင်3ကလောက်ရှာမလို့တော့အဲ့တော့ဒီမှာ2က4ခုဖြစ်ရမယ်လွယ်တယ် copy ကူးမယ် insert လုပ်မယ် copy ကူးမယ် insert လုပ်မယ် copy ကူးမယ် insert လုပ်မယ်ဒီမှာ2က4ခုဖြစ်သွားပြီနော်ပြီးတော့ကျွန်တော်တို့က400တစ်ခုပဲမလို့ဘူး5က2ခုဒီတက်မြန်အောင်လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဒီ fader တွေပါတယ် sorting တွေလုပ်ပြီးတော့ပုံမြန်တယ်နော်ဒါက5က2ခုဖြစ်တဲ့အတွက် copy ကူးမယ်ဒီလို insert လုပ်ပြီးတစ်က3ခု copy insert ပြီးကျွန်တော်တို့ကဒီမှာရှင်းတဲ့6ကလည်း2ခုစီဆိုတော့သူကတော့အဲ့ဒါကြောင့်ကျွန်တော်ဒီလိုတတွဲလေးလုပ်လို့ရအောင်ကျွန်တော် sorting လုပ်ရင်ကောင်းတယ်လို့ပြောပါဗောနော်ရှင်းတဲ့6နဲ့ကို copy ကူးမယ် insert လုပ်မယ်2ခုဖြစ်သွားပြီဒါဆိုရင်ဒီပေါ်မှာဒီဟိုဟာဗောနော် formula လေးကမှားနေလို့ e4 က
စတွက်နေလို့ပေါ့နော်ကျွန်တော်တို့ E2 ကနေစတွက်ဒီမှာ90အဲဒီမှာ90ဒါဆိုရင်ဒီ data အမှန်ရသွားပြီပေါ့နော် okay ဟုတ်ပြီအခုကျွန်တော်လုပ်ပြပေးလိုက်တော့လူကြီးမင်းတို့လက်ကူသွားလိုက်မယ်ဒါမှမဟုတ်သိပြီးသားလူအတွက်ဆိုရင်တော့လည်းအိုးဒါလေးများဆိုပြီးဖြစ်ချင်တယ်ဖြစ်မှာပေါ့နော် okay ဟုတ်ပါပြီအဆင်ပြေပါစေလို့အသုံးဝင်ပါစေလို့ကျွန်တော်မျှော်လင့်ပါတယ်တကယ်လို့တခုခုဒါနဲ့ပတ်သက်ပြီးတခုခုပြောစရာဆွေးနွေးကျင်တာရှိရင်လည်းကျွန်တော်ကိုဒီ comment မှာဖြစ်စေ chat box မှာဖြစ်စေပေါ့နော်ကျွန်တော်ဖုန်းနံပါတ်ကိုဖြစ်စေပေါ့နော်ကျွန်တော်ဖုန်းနံပါတ်က399428333315เนาะဒါကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ဒါကျွန်တော်ရဲ့ဖုန်းနံပါတ်ပေါ့နော်အဲ့ဖုန်းနံပါတ်ကိုဆက်ပြီးတော့လေကျွန်တော်တို့မေးလို့ရတယ် exam နဲ့ပတ်သက်ပြီးကျွန်တော်တို့တိုင်ပင်ဆွေးနွေးချင်တာရှိရင်ရတယ်တင်ချင်လည်းရတယ်အချိန်တွေပါညှိရမှာပေါ့နော်ပြီးရင်မေးချင်ရင်လည်းရတယ်တိုင်ပင်ဆွေးနွေးရတော့မေးတာတို့ကလွယ်ကူတဲ့ကိစ္စအချိန်မပေးရတဲ့ကိစ္စတို့ကျွန်တော်အခမဲ့ဆောင်ရွက်ပေးပါမယ်ကျွန်တော်တို့အပန်းမကြည့်ဘူးပေါ့နော်အချိန်ပေးရမယ်နည်းနည်း advance ဖြစ်မယ်ဆိုရင်တော့ကျွန်တော်တို့နှုံးနှစ်ဖက်အချိန်ရဲ့ဒီတင်တန်း fee လေးရဲ့ဒါမှမဟုတ်လေကျွန်တော်ဒီဆွေးနွေးမယ်လုပ်ငန်းအတွက်ကိုကျွန်တော်တို့နည်းနည်းလေးကျွန်တော်ဟိုဟာလုပ်ပေးရမယ်ပေါ့နော်ကျွန်တော်ဒီ support လုပ်ပေးဖို့လိုအပ်တယ်ဆိုရင်လဲကျွန်တော်တို့သက်ဆိုင်ဟို fee လေးတစ်ခုညှိနှိုင်းပြီးတော့ကျွန်တော်တို့လုပ်လို့ရပါတယ်။ Okay ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နာမည်အောင်တန်းဦးပါ